ကိုတယောက်ထဲရှိတဲ့အစီရဲ့ဆုံးနှလုံးသားနိုင်ငံငယ်ခေါင်မိုးအောက်ကထူကြမယ်လာနေချေရောက်ရဲ့ရိုက်နေတော့မဲ့တေကလေးရဲ့ရှိနေပုံရဲ့အစမပြေနိုင်တဲ့ကိုဘဝတိုင်းပဲကွယ်ပင်နိုင်စပန်းလေးဝိကိုတွေ့ချောင်းမညွန်းစီခြင်းနဲ့ကြပြလေးတစ်ပေါက်ထနူးညံ့နဲ့မကလေးငယ်ကိုခွဲဘဝခရီးချမ်းနဲ့ချစ်တခုနဲ့မလန့်ငယ်စီခြင်းနဲ့မလာခြင်းမနဲ့အုံလာမကလေးရွှေနန်းဆောင်ရွှေကောစောခင်ခံဆောင်လေးစံပြညာချွေရဲ့သေးပင်များသွားလေအမြင့်ဆုံးမရေမလေးတစ်ပါးဖြစ်စေကွယ်စကလေးရဲ့ဒီလိုမင်းကိုထားခြင်းနေနှလုံးသားမှာအားလုံးရှိတယ်တဲ့တွေကိုမိခဲနေမိချုံမို့ဆွဲပြီးခြင်းပါတယ်ချစ်တဲ့လက်နိုင်ပန်းလေးတွေဝေခင်ပြီးနေခြင်းနဲ့ကိုယ်နှလုံးသွင်းနေမင်းခန့်လေးစီစူစီခြင်းနဲ့ပြောစရာတွေပဲမင်းအတွက်ဖြစ်ရမယ်လေးထမုန်တိုင်းဆဲလို့ကိုရဲ့ဘဝငြိမ်းချမ်းလာခြင်းပဲကိုတို့နှစ်ယောက်ထွက်လာပြီးညရောက်ရှိလာခြင်းပဲချစ်ဆုံးလေးထွက်ပန်းခင်လက်ခင်ပြီးချိန်မှာကွယ်လာခေါ်မှာပေါ့ကိုရဲ့မိကလေးရွှေနန်းဆောင်ရွှေကောစောခင်ခံဆောင်လေးစံမြင်ရာချွေရဲ့သေးပင်များစွာလေးအမြင့်ဆုံးမရေမလေးတစ်ပါးဖြစ်စေကွယ်စကလေးရဲ့ဒီလိုမင်းကိုထားတယ်နှလုံးသားမှာအားလုံးရှိတယ်ကျေတွေကိုမိခဲနေမိတော့ကိုစေပြီးခြင်းပါတယ်စီတလက်နဲ့နိုင်ပလေးတွေဝေခင်တည်နေခြင်းနဲ့ကိုနှလုံးသွင်းနေမင်းခန့်လေးစီစူနေခြင်းနဲ့ပြောစရာတွေပဲမင်းအတွက်ဖြစ်ရမယ်